ฮัลโหลဒီနေ့တော့ rank တက်နေပဲမျှဝေပေးပါမယ် rank အမြင်တက်အောင်ဘယ်လိုဆော့ရမှာလဲဘာတွေလိုအပ်တယ်လဲမွန်တော့ဘန်းလားမဘန်းဘူးလားဆိုတော့အားလုံးအသေးစိတ်ဒီနေ့ရှင်းပြပေးပါမယ်ဒီဗီဒီယိုမှာဟုတ်ကဲ့အခုကျွန်တော်ဆော့နေရတော့လုံးဝ boss server ပဲဖြစ်ပါတယ်ဗျာ boss server ဆိုတော့ကျွန်တော်ကတော့အခု server ကြော်ပြီးတော့ဆော့နေပါတယ်ဗျာ VPN တော့လိုပါတယ်ဘာ VPN လဲဆိုတော့အားလုံးတေချာလေးရှင်းပြပေးပါမယ်အခုကျွန်တော်ဆော့ထားတဲ့ဗီဒီယိုကိုတစ်ချက်တေချာလေးကြည့်လိုက်ပါလုံးဝ10မိနစ်ထဲနဲ့ပွဲတစ်ပွဲပြီးရဗျာအကယ်လို့ကိုက VPN ခံမဆော့ခြင်းဘူးမွန်တော့ဘန်းရမှာကြောက်တယ်ဆိုရင် VPN မခံပဲကို RAM မြန်တက်အောင်ဘယ်လိုဆော့ရမှာလဲဆိုတော့အဲ့ဒါလေးကျွန်တော်ဒီနေ့အသေးစိတ်လေးရှင်းပြပေးပါမယ်အဲ့ဒါတော့ကျွန်တော်တို့အဲ့လိုဆော့ဖို့အတွက်ဆိုပါတီလေးလိုပါတယ်5ပါတီလေးဆော့ရပါတယ်ဗျာအခုက5ပါတီဆော့ရင်လည်းကျွန်တော်တို့ VPN တို့ဘာလို့မလို့ဗျာ server ကြော်စရာလေးမလိုပါဘူးမြန်မာ server မှာပဲ5ပါတီကွဲပြီးတော့ဆော့လို့ရပါမယ်5ပါတီဖွဲ့ရင်ဘယ်လိုမျိုးပါတီဖွဲ့ရမှာလဲဆိုရင်အခုဗျာဥပမာခင်ဗျားတို့ကကျွန်တော်တို့ကလီဂျက်မှာပဲထားလိုက်ပါတော့ဗျာပါတီဖွဲ့မှာဆိုရင်လီဂျက်တက်ဦးမသက်တက်ဦးမာစတာ grand master ပြီးရင်လီဂျက်က2ယောက်ပေါ့အဲ့လိုလီဂျက်က2ယောက်မသက်က1ယောက် master grand master အဲ့လိုမျိုးလူတွေ9ယောက်စုပြီးတော့မှ game တီတီရှာဆော့တဲ့လူပေါ့အဲ့လို9ယောက်ဖွဲ့ပြီးတော့ဆော့ရင်အဲ့လိုလူ9ယောက်ပါတီဖွဲ့ပြီးတော့ဆော့ရင် rank အမြန်တက်ပါတယ်တစ်ဖက်သက် enemy က bot တွေပဲကြပါတယ်ဘယ်လောက်ထိလွယ်လဲဆိုရင်အခုကျွန်တော်ဆော့ထားတဲ့ပွဲလဲကြည့်လိုက်ဗျအခုကကျွန်တော်ကတော့ VPN ကြော်ပြီးတော့ဆော့ထားတယ်မို့လို့ပွဲစဉ်ကလုံးဝလွယ်လေလေးဗျပွဲကတော့10မိနစ်တည်းနဲ့လုံးဝပြီးပိုင်ဖြတ်လို့ရပါမယ်အဲ့လို5ပါတီဖွဲ့ဆော့ရင်ဘာလေကောင်းမလဲဘလို့ဖြစ်မှာလဲဆိုတော့ပြောပြပေးပါမယ်ကောင်းကျိုးကတော့ hero MMA boost လို့ရပါမယ် hero MMA booster ဆိုတာ global နံပါတ် user မြန်မာနံပါတ် user တို့အဲ့လိုမျိုးတော့လုံးဝလွယ်လေးဖြစ်ပါမယ်အဲ့လို hero global user MMA user booster MMA booster လို့ပဲဖြစ်ပါမယ်ဗျာ hero MMA ထွန်းကျင်တဲ့မြန်မာနံပါတ်တို့ global နံပါတ်တို့ယူခြင်းရင်ကျွန်တော်ပြောတဲ့အတိုင်းပါတီဖော့ဆော့ကြည့်ပါတေချာပါတယ်လုံးဝခင်ဗျားတို့နိုင်ကြီး80ရာခိုင်နှုန်း90ရာခိုင်နှုန်းရှိပါမယ် hero MMA ထွန်းလို့ရပါမယ်အဲ့လိုတော့မုံတော့လည်းမဘန်းဘူးline လည်းကောင်းမယ်ပင်လည်းကောင်းမယ် run အမြန်လည်းတက်ပါမယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပဲပြောပြပေးပါမယ်ဗျာနောက်နေ့ကျွန်တော်ကြာရင်နောက်ဗီဒီယိုများကြာရင် solo ဆော့တဲ့သူအတွက် VPN နဲ့ဘယ် VPN နဲ့ဆော့ရင်အဆင်ပြေမှာလဲမွန်တော့မဘန်းဘူးဘယ် VPN တော့ရင်ဘော့ဆာဘာတွေကြာမှာလဲဆိုရင်လုံးဝအသေးစိတ်ရှင်းပြပေးပါမယ် VPN ဆော့ရင်လည်းကိုယ့်အတွက် premium လေးဘာတွေဝယ်စရာဘာမှမလိုပါဘူးရိုးရိုး VPN တစ်ခုလေးရှင်းရင်ရပါတယ်ကဲဆိုတော့ကျွန်တော်5ပါတီဖွဲ့ပြီးတော့ဘယ်လိုဆော့ရမှာလဲအဲ့ဒါတော့မျှဝေပေးလိုက်ပါပြီအဲ့တိုင်းဆော့ကြည့်ပါကျွန်တော်နောက်ရက်ကျရင် VPN နည်းနဲ့ဘယ်လိုဆော့ရမှာလဲအဲ့ဒါတော့တင်ပေးပါမယ်အခုကျွန်တော်ဆော့ထားတာတော့ VPN နဲ့ခံပြီးတော့ဆော့ထားတယ်ဗီဒီယိုလေးကိုတေချာလေးကြည့်လိုက်ပါလုံးဝလွယ်လွယ်လေးပဲရှိပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ဗျာကျွန်တော်ခင်ဗျားတို့ကိုနေ့တိုင်းအလိုဗီဒီယိုတင်ပေးပါမယ်နီလန်းမျှဝေပေးပါမယ် run tab ဖို့အတွက် MMA try ဖို့အတွက်မတိတာရှင်းရင် comment မှာရေးခဲ့ပါနောက်ရက်ကျရင်ကျွန်တော်ရှင်းပြပေးပါမယ်